ဟုတ်ကဲ့ဒီနေ့အမတယောက်လာမေးထားတဲ့ဘတ်ငွေ9000ကိုမြန်မာငွေဘယ်လောက်ရလဲဆိုတာကိုကျွန်တော်ဒီနေ့လာပြီးတော့တွက်ပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်အားလုံးအတူတူတွက်ပြီးတော့ကြည့်ကြရအောင်။ဒါဆိုရင်ကျွန်တော်တို့တွက်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ကဏ္ဍပေါင်းဆက်တွေကိုတွက်မယ်။ကဏ္ဍပေါင်းဆက်တွေကိုတွက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘတ်ငွေကိုဘယ်လောက်ရလဲသိချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့9000ဆိုတာကိုအရင်နှိပ်မှာပေါ့နော်။ရာထောင်တောင်းပြီးလို့ရှိရင်ကျွန်တော်တို့အစားခံမယ်ပြီးကြလို့ရှိရင်3.339 980နဲ့5ဘတ်ဒါဆိုရင်ဘတ်ငွေ9000ကို64သိန်း9000နဲ့600ကျပ်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဘတ်ငွေ9000ကို64သိန်း9000နဲ့600ကျပ်ရရှိမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုမျိုးငွေတွက်နီးနဲ့ပတ်သက်ပြီးကိုသိချင်တဲ့ကိန်းဂဏန်းလေးတွေကိုလာပြီးတော့မေးမြန်းလို့ရတယ်เนาะကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment အောက်မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်